အားလုံးပဲမင်္ဂလာပါ90 minute ကနေပြီးတော့အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကာရာဘောင်းကတ်တပွဲကိုပါအီတာလီယာတပွဲနဲ့စပိန်ကိုပါထရီတပွဲတို့ကိုကျွန်တော်သုံးသပ်ထားပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကြည့်ရှုမိတဲ့သူတွေကတော့အဆင်ပြေလိမ့်မယ်အပေါင်းပြလိမ့်မယ်လို့ကျွန်တော်ယုံကြည်မိပါတယ်ဒါကြောင့်မို့ဘောလုံးပွဲတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော် channel လေးကိုအပန်းမကြည့်ဘူးဆိုရင် like subscribe လေးလုပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ကျွန်တော် Telegram group မှာလည်းနေ့စဉ် free mount တွေတပွဲကောင်း body တွေကိုချပေးနေတဲ့အတွက်ကျွန်တော်ရဲ့ Telegram channel ကိုလည်းလာခဲ့ဖို့ဖိတ်ခေါ်ရပါတယ်ကျွန်တော် comment မှာလည်း link ချပေးထားပါတယ်ဝင် join လို့ရပါတယ် Okay ကျွန်တော်စလိုက်ကြအောင်ပထမဆုံးပွဲကတော့ဒီနေ့ည2 နာရီခွဲမှာရှင်ပြန်ကစားမယ်ကာရာဘောင်းကပ်ဆီမီဖိုင်နယ်ဒုတိယပွဲစဉ်ဖြစ်တဲ့ Manchester City နဲ့ Newcastle ပွဲပဲဖြစ်ပါတယ်အဲ့ဒီမှာအင်ရှင် Manchester City ကတလုံး90ဂိုးပေါင်းကြီး3လုံးတည်ဖွင့်ထားပါတယ်ဒီနှစ်သင်းဟာဆီမီဖိုင်နယ်ပထမကြော့မှာ Newcastle အင်ကွင်းမှာတွေ့ထားပြီးပါပြီအဲ့ဒီမှာ Manchester City ကအဝေးကွင်းကနေ C2 ဆိုပြီးနိုင်ထားပါတယ်အဲ့ဒီတော့ Newcastle အဝေးကွင်းမှာလာရောက်ရှင်ပြိုင်မဲ့ Newcastle ပြန်လာနိုင်ပါမလားManchester City ကလက်ရှိပြိုင်ပွဲဆိုအင်ကွင်း9ပွဲတိတိမရှုံးထားတဲ့အသင်းတစ်သင်းလည်းဖြစ်ပါတယ်။အင်ကွင်းကစားဖို့အရန်ကောင်းနေတဲ့ Manchester City ဖြစ်ပါတယ်။အဲ့ဒီ9ပွဲမှာ9ပွဲနိုင်ပြီး2ပွဲတာတည်ကြထားတယ်။ Manchester City 1-1 Chelsea, Manchester City 1-1 Brighton ဆိုပြီးတည်ကြထားပါတယ်။ရှုံးပွဲမရှိထားပါဘူး။ Manchester City နောက်ဆုံးကစားခဲ့တဲ့9ပွဲမှာလည်း2ပွဲနိုင်2ပွဲရှုံး1ပွဲတည်ရရှိထားပါတယ်။အဲ့ဒီ9ပွဲမှာအဝေးကွင်း3ပွဲပါတယ်။ Manchester United ကို2-0နဲ့အဝေးကွင်းမှာရှုံးတယ်ဘိုလိုကလစ်ကို3-1နဲ့အဝေးကွင်းမှာရှုံးတယ်စပါတင်းနဲ့2-2ဆိုပြီးတော့အဝေးကွင်းမှာတည်ကြထားပါတယ်ပြောချင်တာကတော့ Manchester City ကအဝေးကွင်းထက်အင်ကွင်းပိုပြီးကောင်းတယ်ကိုပြောချင်တာပဲဖြစ်ပါတယ် Newcastle ကတော့ပြီးခဲ့တဲ့ Premier League မှာ Liverpool ကိုအဝေးကွင်းမှာ4-1ဆိုပြီးဂိုးပြတ်ကြီးရှုံးထားတယ် PSG ကို Champion League မှာ1-1တည်ကြတယ် Wolverhampton နဲ့ Premier League မှာ0-0ဆိုပြီးအဝေးကွင်းမှာတည်ကြထားတယ်အဝေးကွင်းမကောင်းဘူးပေါ့နော်ဒါကိုဒီဖိုင်လုပ်နေတဲ့အချိန်မှာအရှင် Manchester City ဘက်ကနေတလုံး90ဆိုပြီးပေးထားတယ်ဗျဒီကြေးကိုတော့ကျွန်တော်တို့နည်းနည်းစဉ်းစားကြည့်ဖို့တော့လိုတယ်ဘယ်လိုပဲဖြစ်ဖြစ်နီးပြတယောက်အတွက်ကတော့ဘယ်စုဖလားကိုမဆိုရရင်သူတို့အတွက်မှတ်တိုင်တစ်ခုပဲဖြစ်ပါတယ်ဒါကိုကျွန်တော်ပြောနေခြင်းက Manchester City ဒီပွဲကိုနိုင်ပြီးတော့ final ကိုတက်ရောက်သွားလိမ့်မယ်လို့ပဲကျွန်တော်ပြောနေခြင်းဖြစ်ပါတယ်ဒါပေမဲ့ဒီပွဲဟာပိုကီတွေစိတ်ကြိုက်လုပ်လို့ရတဲ့ပွဲဖြစ်ပါတယ်ဒါကိုကျွန်တော်ရဲ့ subscriber viewer တွေကိုသိစေချင်ပါတယ်ကျွန်တော် Manchester City နဲ့ Newcastle ပွဲဂိုးပေါင်း 3D ပေးထားတဲ့ကြီးမှာကျွန်တော်ဂိုးပေါင်းအောက်ကိုကြိုက်တယ်ဂိုးပေါင်းအောက်ကိုကြိုက်ပါတယ်အားလုံးပဲတတိထားစေချင်ပါတယ်နော် Okay နောက်တဲ့ပွဲကတော့2 နာရီခွဲမှာဒီနေ့ည2 နာရီခွဲမှာရှင်မြန်ကစားမယ် Coppa Italia Quarter Final ပွဲ Inter Milan နဲ့ Torino ပွဲပဲဖြစ်ပါတယ်အဲ့မှာ Asian Inter Milan ကတလုံး90ရှုံးဂိုးပေါင်းကြီး3လုံးတည်ပေးထားပါတယ်ဒီနှစ်သင်းဟာ Italy City ရေမှာ Inter Milan အိမ်ကွင်းမှာတွေ့ထားမှုပါတယ်အဲ့မှာ Inter Milan ကအိမ်ကွင်းကနေ 5-0 ဆိုပြီးတော့ဂိုးပြတ်ကြီးကျိတ်ထားတယ် Inter Milan ကပြိုင်ပွဲစုံနောက်ဆုံးကစားခဲ့တဲ့12ပွဲမှာ9ပွဲနိုင်2ပွဲတည်1ပွဲပဲရှုံးထားတယ်အဲ့ရှုံးထားတာအိမ်ကွင်းမှာ Arsenal ကို Champion League မှာ1-3ဆိုပြီးတော့ရှုံးထားတဲ့1ပွဲပဲရှိပါတယ် Inter Milan ကလက်ရှိ current form အရန်ကောင်းနေတဲ့အသင်းဖြစ်ပါတယ် Torino ကတော့ပြီးခဲ့တဲ့ Coppa Italia ပွဲ Roma အိမ်ကွင်းမှာ 2-3 နဲ့အဝေးကွင်းကနေနိုင်ခဲ့တယ် Torino အသင်းဖြစ်ပါတယ်Coppa Italia ပြိုင်ပွဲတွေမှာ Torino ကပွဲတိုင်းလိုဂိုးသွင်းနေတယ်ဒီချက်ကိုမိထားလို့မရဘူးကျွန်တော် subscriber viewer တွေကိုသိစေချင်တယ်ဒါကြောင့် Asian Inter Milan အသင်းကို Torino ကဂိုးတကူသွင်းသွားနိုင်လားကျွန်တော်ကတော့ Torino ဂိုးတကူသွင်းသွားနိုင်တယ်လို့ပဲထင်ပါတယ်ဒါကြောင့်မို့ဒီပွဲမှာကျွန်တော် Torino body ကိုကြိုက်တယ် Asian Inter Milan ကတလုံး90ပေးထားတဲ့ခြေမျိုးမှာကျွန်တော် Torino body ကိုပဲကြိုက်တယ် Torino body ကိုပဲကြိုက်ပါတယ်နောက်တဲ့ပွဲကတော့ဒီနေ့ည2 နာရီခွဲမှာပဲရှင်ပြန်ကစားမယ်စပိန်ကိုပါထရီကွာတာဖိုင်နယ်ပွဲဖြစ်တဲ့ Valencia နဲ့ Bilbao ပွဲပဲဖြစ်ပါတယ်။ Bilbao က level 10ရှုံးဂိုးပေါင်းချင်းနှလုံး90ပြီးထားပါတယ်။ဒီနှစ်သင်းဟာစပိန်လာလီဂါမှာ Valencia အိမ်ကွင်းမှာတွေ့ထားပြီးပါပြီ။ Asian Valencia က 2-0 နဲ့နိုင်ထားပါတယ်။ Valencia ဒီနေ့ည Copa del Rey ပွဲပြီးသွားရင် Real Madrid နဲ့ကစားဖို့လည်းရှိတယ်။စပိန်လာလီဂါမှာလည်း23မှတ်နဲ့အဆင့်16မှာပဲရှိတယ်။အဆင့်16ကဂီတာဖေးနဲ့အမှတ်တူဖြစ်နေတယ်။တန်ဆင်းစုံအဆင့်18ကဗလကာဒိုနဲ့တက်မှတ်ပဲကွာနေတယ်။ဆိုတော့အချိန်မြေးတန်ဆင်းစုံနဲ့ရောက်သွားနိုင်တယ်။တွေ့ရမယ့်အသင်းကလည်း Real Madrid ဖြစ်နေတယ်ဆိုတော့စပိန်လာလီဂါကိုပို့ပြီးအာယုံစိုက်မယ်လို့ပဲထင်ပါတယ်
ဧည့်သည်ဘီဘာအိုကတော့ပြိုင်ပွဲစုံ6ပွဲကစားထားရမှာဂိုးမသွင်းထားတဲ့ပွဲတစ်ပွဲမှမရှိပါဘူးချန်ပီယံလိမှာအာတလန်တာကို 2-3 နဲ့အဝေးကွင်းမှာနိုင်ထားတယ်ချန်ပီယံလိမှာ Sporting Lisbon ကိုအိမ်ကွင်းမှာ 2-3 နဲ့ရှုံးထားတယ်2-2 တေကြပြီးပွဲပြီးပြီလို့မှတ်ထားတာ Sporting က94မိနစ်ရောက်မှာ Santos ရဲ့သွင်းဂိုးနဲ့အနိုင်ရရှိသွားတာပဲဖြစ်ပါတယ်ပြောချင်တာကတော့ဘီဘာအိုပြန်ကောင်းနေပြီဆိုတာကိုပဲပြောချင်တာပါကျွန်တော်ဒီနေ့ Valencia နဲ့ဘီဘာအိုပွဲမှာဧည့်သည်ဘီဘာအို body ကိုပဲကြိုက်တယ်ဧည့်သည်ဘီဘာအို body ကိုပဲကြိုက်ပါတယ်โอเคဒါကတော့ဒီနေ့ညရှင်ပြိုင်ကစားမဲ့3ပွဲကိုကျွန်တော်သုံးသပ်ပေးခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုကြည့်ခဲ့တဲ့လူတွေဆိုရင်အကျိုးရှိလိမ့်မယ်အပေါင်းပြကြလိမ့်မယ်လို့ပဲကျွန်တော်ထင်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဘောလုံးပွဲတွေကိုနေ့စဉ်တင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ channel လေးကိုအပန်းမကြည့်ဘူးဆိုရင် like subscribe လေးလုပ်ခဲ့ကြပါအောင်လို့ပြောချင်ပါတယ် Telegram channel မှာလည်းကျွန်တော် free mount တွေတပွဲကောင်း body တွေကိုချပေးနေတဲ့အတွက် Telegram channel ကိုလည်းလာခဲ့ကြဖို့ဖိတ်ခေါ်ရပါတယ်ကျွန်တော် comment မှာ link ချပေးထားပါတယ်အဲ့မှာဝင် join လို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့မှာကျွန်တော်ပြန်လည်တွေ့ပါဦးမယ်